ဘာဝေးတူတီရဲ့ဝေပြီးဖြင့်ဘာကောက်ချန်နီနဲ့ငွေထုံးနည်းလေးပါဘာကောက်လေးတဲ့ချက်ဝင်ပေးပါရှင်ဘာကောက်ထည့်သွင်းရဆိုတာလေးကိုပြန်နေပေးပါရှင်ကောက်ညှို့ဆိုတဲ့နေရာလေးမှာကျွန်တော်ရေးဝေပြီးလို့ရေးပေးပါရှင်မိမိရေးဝေပြီးကောက်နာမည်လေးကိုတိကျထည့်ပေးပါရှင်မိမိရေးဝေပြီးအကောင့်ဖုန်းနံပါတ်လေးကိုတိကျထည့်ပေးပါရှင်ကော်မျိုးသားဆိုတဲ့နေရာလေးမှာဝေပြီးလို့ပြန်ရေးပေးပါရှင်။ပြပြထတဲ့နေရာလေးကိုနှိပ်ပေးပါရှင်။ဒီလိုလေးပေါ်လာတယ်ဆိုရင်တော့ဘောင်ကောချန်ကြီးလေးပြီးပါပြီရှင်။ဒီထုတ်လေးထဲဝင်ပေးပါရှင်။ဒီထုတ်နည်းနားလေးရွေးပေးပါရှင်။ပြီးရင်မိမိထုတ်မဲ့ပမာဏလေးထည့်ပေးပါ။နောက်ပြီးတော့ငွေထုတ်တင်သွင်းရလေးကိုနှိပ်ပေးပါရှင်။ဒီနေရာမှာအဖရုလေးဖြစ်သွားရင်တော့ငွေထုတ်မှုအောင်မြင်ပါ